ကဲအားလုံးသောကိုပိုင်းရဲ့ချစ်မိတ်ဆွေညီကောင်တို့အားလုံးမင်္ဂလာပါဥဒ္ဒပထမနှုတ်ခွန်းဆက်ပါတယ်ချစ်မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမင်္ဂလာရှိသောနေ့လေးပါမျိုးဆွေတွေအားလုံးပဲเนาะကဲကိုပိုင်းရဲ့ချစ်မိတ်ဆွေအားလုံးเนาะကိုပိုင်းကြီးညီကောင်တို့အားလုံးเนาะဒီညနေပွဲသိမ်းတောက်ကြနေပွဲသိမ်းနောက်ဆုံးပိတ်အိတ်နဲ့လွယ်အကိုတို့မအားလုံးပဲเนาะအဆင်ပြေခဲ့ပြီเนาะကိုပိုင်းဘက်က9-3ပတ်တီအခိုင်မာပေးထားခဲ့တယ်เนาะအခွေကလည်းရှယ်အခွေကလည်း3ကို3ည9နဲ့အပီးခွေကိုမိုင်အားလုံးပဲရှယ်မိန်ကိုပိုင်တို့ဒီညနေမှာကနန်းပြန်เนาะ10ပရိတ်10နဲ့30ခွန်ဆိုတဲ့ main over ကလေးနဲ့เนาะအောင်ပွဲခံနိုင်ပြီးမိတ်ဆွေတွေအားလုံးပဲကဲကိုမိုင်တွေအားလုံးပဲเนาะကိုပိုင်ရဲ့ဒီเนาะ like ကလေးကိုဗီဒီယိုလေးကိုညီကောင်တို့အားလုံးပဲမြင်နေကြည့်ရှုသူကိုဒီမိုင်အားလုံးတယောက်ချင်းစီเนาะစိတ်ချမ်းသာခြင်းကိုကြင်မာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလို့လိုရဆန္ဒတစ်လုံးကပြည့်စုံကြပါစေကိုမိုင်အားလုံးပဲအသက်ရှူတိုင်းဝင်ဝင်တိုးလို့ချစ်မိတ်ဆွေတွေအားလုံးပဲကိုစိတ်နှလုံးပန်းလုံးမွေရေလိုအေးချမ်းကြပါစေမျိုးတွေအားလုံးပဲเนาะကဲချစ်မိတ်ဆွေတွေအားလုံးပဲเนาะကိုပိုင်းရဲ့ဒီဗီဒီယို like ကလေးကိုကြည့်ရှုတဲ့ညီကောင်အားလုံးဒီเนาะမကြော်မကြဖက်နဲ့ဗီဒီယိုဖိုင်လေးကိုပြီးဆုံးတိုင်အောင်လေးကိုကြည့်ပေးသွားမယ်ရှေ့တစ်ပတ်စာတော့ကိုမိုင်အားလုံးတော့ကိုအကျိုးရှိမယ်ကိုပိုင်းရဲ့ဒါဗီဒီယိုဖိုင်လေးဖြစ်ပါတယ်မျိုးတွေအားလုံးပဲเนาะကိုမိုင်အားလုံးကိုရှေ့တစ်ပတ်စာတော့ကိုပိုင်းဘက်ကညီကောင်အားလုံးကိုเนาะအင်္ဂါမကျော်ဇာတိုးပတ်တီเนาะအင်္ဂါမကျော်တဲ့ဇာတိုးပတ်တီရှက်ပတ်တီတစ်လုံးရဲ့เนาะကိုပိုင်းတို့ဗိုလ်တဖူးမကျော်၄လုံးအခွေတစ်ခွေရဲ့တပတ်စာမွေးပရိတ်เนาะမပြောက်ပရိတ်မွေးပရိတ်တစ်လုံးရဲ့ပေါ့เนาะဒီကိုပိုင်းတို့ဇာတိုးပတ်တီရဲ့เนาะမေယောနှစ်ကွက်ကဲတပတ်စာမိတ်ဆွေအားလုံးပဲ sorry ဗိုလ်တဖူးမကျော်၄လုံးအခွေရဲ့တပတ်စာမွေးပရိတ်ကဲเนาะတပတ်စာမူပရိတ်ကလည်းသူကလည်းကိုပိုင်တော့အမြဲကြနေတာတော့ဗိုလ်တော်ဦးမကြုံမှာပဲကြပေးတာပါเนาะကိုပိုင်ကတပတ်စာဆိုတာတော့ဒါတော့ပုံမှန်အဖြစ်ပြောပေးတာပေါ့เนาะဒါကြောင့်မို့ကိုမိုင်အားလုံးရှေ့တပတ်စာတော့ကိုပိုင်ကိုယုံကြည်လက်တွဲခြင်းနဲ့ညီကုန်းဝိုင်းအားလုံးတယောက်ချင်းစီเนาะကိုဝိုင်းရဲ့ဖုန်းเนาะဖုန်းတိုက်ရိုက်ခေါ်ယူပေးထားမယ်ကိုဝိုင်းရဲ့ဖုန်းဆက်သွယ်ရမယ်ဖုန်းဒီเนาะ3994439491เนาะကိုပိုင်ရဲ့အမျိုးတွေအားလုံးเนาะချက်မိတ်ဆွေတွေအားလုံးပဲဒီ channel လေးကမတည်သေးတဲ့ညီကုန်းဝိုင်းအားလုံးပဲเนาะဒီတစ်ပတ်မှာဆိုလဲကိုမိုင်အားလုံးကိုပိုင်ကเนาะလက်ဆောင်ပေးပြီးသားเนาะကိုပိုင်3-4ဘက်4-5ဘက်ကိုမိုင်အားလုံးကိုဖရီးပေးထားပြီးသားဖြစ်ပါတယ်เนาะအများတန်းလဲအောင်ပွဲခံနေတယ်ဆိုတာလဲကိုမိုင်အားလုံးသိပြီးသားပါเนาะချစ်မိတ်ဆွေတွေအားလုံးပဲเนาะဒါကြောင့်လို့ရှေ့တစ်ပတ်စာမှာကိုပိုင်ရဲ့ညီကိုမိုင်အားလုံးပဲကိုပိုင်ရဲ့ယုံကြည်လို့ပေါ့เนาะကိုပိုင်ကိုယုံကြည်လို့တကယ်လက်တွဲကျင်တဲ့ညီကိုမိုင်အားလုံးပဲဒီတစ်ပတ်မှာလဲရှုံးကြေးရှိလို့မကြေပါဘူးဆိုတဲ့အကိုဒီမိုင်အားလုံးရှိတယ်ဆိုရင်ကိုပိုင်ဘက်ကဇာတိုးပတ်ပြီးမွေးကွယ်ဗဒိတ်တွေနဲ့ကိုမိုင်အားလုံးကိုပြန်လဲစူးစမ်းပေးထားမယ်เนาะကိုမိုင်အားလုံးကလည်းကိုပိုင်းကိုယုံကြည်လို့လက်တွဲကျင်တဲ့မိတ်ဆွေတွေအားလုံးကเนาะကိုပိုင်းရဲ့ဖုန်း3994436494ဒီဖုန်းတစ်လုံးကိုဖုန်းတိုက်ရိုက်ခေါ်ပြီးတော့ဆက်သွယ်ပေးထားမယ်เนาะကိုမိုင်အားလုံးရှေ့တစ်ပတ်မှာเนาะဇာတိုးပတ်တီးကလည်းအင်္ဂါမကျော်ဇာတိုးပတ်တီးရှယ်ပတ်တီးကိုအပိုင်ကစားမယ်เนาะရှယ်မိတ်နှစ်ကွက်တင်ထိုးမယ်เนาะကိုပိုင်းတို့ဗိုလ်တော်မကျော်၄လုံးအခွေရဲ့မွေးပရိတ်တစ်လုံးနဲ့နဲ့ပိုင်နိုင်ရှေ့တစ်ပတ်မှာเนาะအေးဆေးဆေးလေးနဲ့ကိုမိုင်အားလုံးပဲဝေးယူမယ်เนาะချက်မိတ်ဆွေတွေအားလုံးပဲကိုမိုင်အားလုံးပဲเนาะကိုမိုင်အားလုံးကเนาะတချို့တွေရှုံးနေဆိုတဲ့အမျိုးတွေအားလုံးကเนาะဟိုကောင်းတို့ဒီကောင်းတို့နဲ့လိုက်ကစားတဲ့အမျိုးတွေအားလုံးကเนาะဒါကနန်းလေးတွေများသွားရင်ပောက်ရင်တော့မှထိုးချင်းမကြေတဲ့အမျိုးတွေအားလုံးရှိတာပေါ့เนาะအဲ့လိုမျိုးလေးညီကိုနှမတွေချက်မိတ်ဆွေတွေအားလုံးကိုကိုပိုင်ကကူညီပေးခြင်းတယ်เนาะကိုမိုင်အားလုံးကလည်းကိုပိုင်ကိုယုံကြည်မှပဲလာယူပါเนาะကိုပိုင်ယုံကြည်မှလာယူဆိုတာကအတင်းမခေါ်ပါဘူးကိုပိုင်းကเนาะဇာတိုးပတ်တီးနဲ့မွေးဘက်ပဒိတ်အခွေတွေဘလို့ထွက်တယ်ဘလို့ညီကောင်မအားလုံးရရှိထားကြတယ်ဆိုတာလဲကိုမိုင်အားလုံးပဲမြဝထင်သိပြီးသားတွေเนาะဒါကြောင့်လို့ကိုပိုင်းကိုယုံကြည်မှလာယူပါเนาะကိုပိုင်းကိုယုံကြည်လို့ဇာတိုးပတ်တီးမွေးဘက်လိုချင်တဲ့ဆိုတဲ့အကိုတွေမအားလုံးပဲကိုပိုင်းရဲ့ဖုန်း3994436491เนาะ44364491เนาะဒီဖုန်းကိုဖုန်းတိုက်ရိုက်ခေါ်ယူပြီးဆက်သွယ်ပေးထားမယ်เนาะအားလုံးသောမိတ်ဆွေအားလုံးပဲအဖွဲ့ဝင်ကြီးကတော့ဒီကောင်မအားလုံးပဲ1000ခွက်ချက်တော့ရှိတယ်เนาะယုံကြည်လို့ကိုမိုင်အားလုံးပဲနှစ်သက်မှလာယူပါဝင်ကြီးက1000ခွဲကျက်เนาะကေပေးဝေပေးရှိတယ်အဆင်ပြေတာကလွှဲနိုင်တယ်เนาะမျိုးတွေအားလုံးပဲကဲအားလုံးသောမျိုးတွေအားလုံးပဲเนาะရှေ့တစ်ပတ်မှာအားလုံးသောတူကိုပိုင်နဲ့เนาะလက်တွဲပြီးเนาะဒီတစ်ပတ်မှာလို့အားလုံးနေတိုက်သမားကြီးလည်းအဆင်ပြေသလိုအဖွဲ့ဝင်သမားကြီးလည်းအားလုံးအဆင်ပြေပြီးသားပြီเนาะဒါကြောင့်ရှေ့တစ်ပတ်စာတော့ကိုမိုင်အားလုံးပဲကိုမိုင်ကိုယုံကြည်လို့အပိုင်ကစားမယ်ချင်းမိတ်ဆွေတွေအားလုံးပဲကိုပိုင်နဲ့လက်တွဲမယ်ဆိုတဲ့ညီကိုမိုင်အားလုံးပဲကိုပိုင်ရဲ့ဖုန်းကိုဖုန်းတိုက်ရိုက်ခွေပြီးဆက်သွယ်ပေးထားမယ်เนาะကဲအားလုံးသောမိတ်ဆွေတွေအားလုံးပဲရှေ့တစ်ပတ်မှာအားလုံးညီကိုမိုင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံပြီးအသက်ရှူတိုင်းအားလုံးကိုငွေတိုးလို့ကိုမိုင်အားလုံးပဲကိုစိတ်နှလုံးပန်းလုံးမွေရေလို့အေးချမ်းကြပါစေညီကိုမိုင်အားလုံးเนาะအားလုံးမျိုးတွေအားလုံးဘိုင်မှာချစ်မိတ်ဆွေတွေအားလုံးကဲအားလုံးဘိုင်မှာเนาะ